မင်္ဂလာပါရှင်ဒီညဖတ်ပြပေးမှလေးရကြတော့အရှင်သူစိတ်တာမော်ဂျွန်းရေးသားထားတဲ့ဘဝသင်ခန်းစာအုပ်ထဲကစိတ်နဲ့လူနဲ့မကတ်ချင်းဆိုတဲ့ကောင်းစဉ်လေးနဲ့ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်တခါကိုပတ်ဝန်းကျင်မှာဒီကောင်စိတ်နဲ့လူနဲ့မကတ်ဘူးလို့ပြောကြတာကြားဖူးပါလိမ့်မယ်မျက်လုံးကတနေရာကိုကြည့်နေပေမဲ့မမြင်ပဲဖြစ်နေတတ်တဲ့စိတ်ကဘူးလောင်စရာအာယုံတစ်ခုမှရောက်နေတာကိုအကျွေးပူရှိမယ်စီးပွားပူရှိမယ်အခြေခံစားဝတ်နေရေးအပူလည်းရှိမယ်ဒီထက်ပိုဆိုးတာကငွေမပါပဲပူတဲ့အချစ်အပူများသောအားဖြင့်အရှုံးတွေများလာတဲ့အခါဖြစ်တတ်တဲ့အပူပေါ့တဲ့သတိလက်လွတ်ဖြစ်လာတတ်တာပါပဲတဲ့ဒီအပူကိုလူတိုင်းတစ်ချိန်မှာခံစားဖူးပါလိမ့်မယ်ကဲမဲ့သူမရှိရင်ယူတတ်တယ်အသက်ပါဆုံးရှုံးတတ်တယ်အတွေ့အကြုံအရာအဲ့ဒီအချိန်ကြာမှာတရားထိုင်ခိုင်းဖုံးကြီးသီလရှင်ဝတ်ခိုင်းလဲတမာတိမရတော့တာတွေ့ရပါတယ်စိတ်ကိုကြီးမားတဲ့နောင်တအပူတွေတောကအပူတွေလွမ်းမိုးသွားပြီးအစွဲကြီးသူတွေမှာပိုကူရခက်တာတွေ့ရတယ်ဒါကလည်းကိုယောဂကိုကူမပျောက်တာကိုစိတ်ပညာဆရာနဲ့တွေးဆုံတိုင်းပင်နေရင်တေချောင်းကြံသွားတဲ့သူတွေမနှဲပါဘူးတဲ့ဒါကသူများနိုင်ငံမှာတဲ့ကိုယ်နိုင်ငံမှာတော့ပေးတင်ဆရာပေါ့တဲ့ဆရာတော်တွေကအစ်စ်ပါသွားတတ်သေးတယ်ရတရားမျိုးရှေခိုင်းကြနေပုံနေနီးအမျိုးအကြံပေးကြအမျိုးစုံပါပဲတဲ့ဆွေမျိုးမိတ်ဆွေအားလုံးဝိုင်းကဲလဲသတိဝင်ချင်မှဝင်တာပါတဲ့ဒီနေရာမှာသိရမှာကအကြံပေးတဲ့ဘုန်းကြီးတို့လိုလူသားမျိုးတွေဘက်မှာလူတယောက်ရဲ့အဖြစ်ကိုနဲ့ဝင်ခံစားပေးပါမှပါလို့ရမယ်လို့အနည်းဆက်ဆုံးအကြံပေးနိုင်တာပါအဲ့ဒီလိုခံစားပေးရင်လေနှလုံးရောဂါရပါလိမ့်မယ်ခံစားနေရတဲ့သူတွေကထောင်တောင်းမကအတိုင်းပင်ခံကကိုတူတဲ့ဒီတော့ရေဘူးရနီးပဲဘေးနိုင်တော့တာပေါ့တဲ့တိုးတော်လဲဒါတိကျတဲ့အဖြေကိုရချင်မှရမယ်လူတယောက်ချင်းရဲ့အလိုဆန္ဒနဲ့စရိုက်ဆိုတာထဲ့ကိုတွေ့ရတယ်ဘယ်အတိုင်းအဝိုင်းမှာနေတာလဲဆိုတာလဲထဲတွေ့ရတယ်ဒါကြောင့်လူတိုင်းကိုဆေးခါကြီးတစ်မျိုးတည်းစွတ်တိုက်နေလို့မရဘူးလေဒီအခါမှာအနာနဲ့ဆေးတဲဖို့အမြဲမတိချတော့ဘူးတဲ့ဒါဆိုဘာလို့နေတလဲကာယကံရှင်ကိုယ်တိုင်ပူပေါင်းပါဝင်ခြင်းပေါ့တဲ့ခံစားနေရသူသည်သူကိုယ်တိုင်လည်းသူ့ရဲ့ပြဿနာစင်းမြစ်ကိုသိရမယ်သူ့ပြဿနာရဲ့အတိမ်အနက်ကိုသဘောပေါက်ရမယ်အခုလိုဖြစ်နေခြင်းရဲ့ရလဒ်ကိုကိုယ့်ဘာသာနားလည်သဘောပေါက်ဖို့လိုမယ်ကန်းနေလို့တော့မရဘူးအကြောင်းအရင်းကိုသိရင်ရှောင်တန်တာရှောင်ဖြတ်တင်တာကိုဖြတ်လုပ်ကိုလုပ်ရပါလိမ့်မယ်ဒါစိတ်ကိုဆေးကူတာပါပဲရှောင်တာဖြတ်တာမပါပဲနဲ့တော့စိတ်အနာမပြောက်ပါဘူးရှောင်ပြီးပြန်တော့လှုပ်ဆောင်ရမှာကကြံပါသေးတယ်ခန္ဓာကိုယ်ကျန်းမာရေးအတွက်နေစဉ်လေ့ကျင့်ခန်းလုပ်ယူရတယ်လို့စိတ်လေ့ကျင့်ခန်းလုပ်ယူရပါမယ်ဥပမာတစ်နေ့လုံးလူတွေကိုအဆိုးမမြင်အောင်နေကြည့်မယ်ဆိုတာမျိုးပေါ့ဒါတွေကလက်တွေ့အကျဆုံးအရှိခံကျင့်စဉ်တွေတရားထိုင်ပြီးမှညှင်းငွေသွားပြီးပိုဆိုးသွားတာတွေလည်းရှိတတ်လို့ပြောရတာပါဒါကြောင့်လှုပ်လို့အရဆုံးလက်တွေ့အခြေခံလေးတွေပြောပြတာကိုဒုက္ခထမရောက်စေဖို့အခုလိုမြင်တဲ့တုံ့ပြန်ခံစားတတ်တဲ့စိတ်ကိုမမြင်တော့မခံစားတော့အောင်ပြိုးထောင်လေးကျင့်ဖို့လိုပါတယ်အရေးပေါ်ကိုလိုတာပါတဲ့စိတ်ထားကိုပြောင်းဖို့မကြိုးစားရင်ပူဆရာရှိပူလောင်နေတော့ဆွဲဆရာရှိဆွဲလန်းနေတော့မိုက်ဆရာရှိဆက်မိုက်နေတော့ဖြစ်နေမှာပေါ့မပြင်းပဲတည်သွားတဲ့သူတွေသိန်းတန်းမကရှိပါတယ်
အဓိကအချက်ကကာယကံရှင်သည်မိမိရဲ့ဖြစ်လာမဲ့ဆိုးကျိုးကိုတော့သဘောပေါက်တင်တာပါပဲကိုယ်တိုင်ပြင်မသာအေးကြတာပါအေးချင်အေးမဲ့လမ်းကိုရွေးရမယ်တရားထိုင်တာကိုပြောတာမဟုတ်ပါဘူးအကျွေးဆိုလဲအကျွေးမတင်မဲ့နီးဂုံတိတ်ခါဆိုလဲဂုံတိတ်ခါမကြမဲ့နီးပညာရေးဆိုလဲပညာရေးမပြတ်စီးမဲ့နီးလူနဲ့ပတ်သက်ရင်လည်းအသေးမကွဲမဲ့နီးအချက်မကွဲမဲ့နီးစီးပွားရေးဆိုလဲဘူးလောင်ရမယ်လမ်းလွဲမလိုက်ပဲစိတ်ချရတော့အလုပ်ကိုလုပ်တဲ့နီးစားတီတို့ပေါ့အစိတ်ကိုခုံခုံမင်မင်တောက်ချင်လားချီရဲ့လို့ဘယ်သူမှမရှိဘူးလေဒီလိုပဲကိုယ့်ရဲ့လက်ရှိအခြေအနေတစ်ခုခုကိုပျက်စီးသွားစေမဲ့အရာမှန်သမျှဘဝရဲ့အစိတ်တွေပါပဲဒါကိုအစိတ်လို့သိနာလေဖို့လိုတယ်အမှန်တော့ဆရာဘယ်လောက်ကဲကိုယ်တိုင်ဆေးတောင်းမှဖြစ်တာပါလွန်သွားရင်တော့စိတ်နဲ့လူနဲ့မကတ်တဲ့လူတွေများလာမှာပေါ့တတိနဲ့စင်ချင်ညာနဲ့ပြန်ပြုတ်ပြင်ရင်တော့မယူနိုင်သေးပါဘူးလို့ပြောရင်အားလုံးအေးချမ်းပျော်ရွှင်တဲ့မိသားစုတွေပိုင်ဆိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဒီညဖပြပေးတဲ့အကြောင်းအရာလေးရတော့ပြီးပါပြီမင်္ဂလာညချမ်းလေးဖြစ်ပါစေရှင်